အားလုံးမင်္ဂလာပါဗျာဖူဘောပိုင်ဂီယာနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရှာရှာပါပါဘောလုံးပွဲဆိုလို့ Aston Villa နဲ့ The Bow ပွဲစဉ်တပွဲပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်အနေဖြင့်ဒီနေ့မှာ A Villa နဲ့ The Bow အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသပ်ချက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်မနေ့ကကျွန်တော်အနေဖြင့် TikTok မှာတော့ဗီဒီယိုမတင်ပြဘူးဒါပေမဲ့ကျွန်တော်ရဲ့ channel မှာတော့ Real Madrid Body နဲ့Base Goal ပေါ်နှစ်ဝက်ရွေးချက်ပေးရမှာကျွန်တော်ရဲ့ channel ရညီကိုတွေကတော့မနေ့က all win ခဲ့တယ်ဒါကြောင့်မလို့ TikTok ကညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကိုမ join ရသေးရင်ကျွန်တော်ရဲ့ channel ကို join ထားဖို့ဒီကနေတစ်ခါလေးပြောချင်ပါတယ်ကျွန်တော် channel ကိုတော့ကျွန်တော်ရဲ့ bio မှာတင်ပေးထားပါတယ်ဒီနေ့သုံးသပ်ပေးမယ့်ပွဲစဉ်ကတော့ Aston Villa နဲ့ The Bow အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်ကတော့ body ထက်ဆိုင်ရင် goal အများကိုသဘောကျမိတယ်လက်ရှိဖွင့်သစ်ထားတဲ့ goal ပေါင်းကအနည်းငယ်ပျော့တယ်လို့ယူဆရပေမဲ့ Aston Villa အနေဖြင့် Premier League ပွဲစဉ်တွေမှာဒီလို goal ပေါင်းသေးသေးတွေနဲ့အောင်သွားတာတော်တော်များများကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာ Aston Villa ရော The Bow အတွက်ရောဒီပွဲစဉ်ကရလက်ပိုင်းဆိုင်ရာအရင်အရေးမပါတဲ့ပွဲစဉ်ဖြစ်တယ်။ Avila အနေဖြင့်ဒီပွဲကစားပြီးရင်ကျွန်တော်တို့ Freiburg နဲ့ Europa League Final ကစားဖို့ရှိတယ်။ဒါကြောင့်မလို့ Avila အနေဖြင့်လက်ရှိဒီပွဲစဉ်မှာအရန်ကစားသမားတွေနဲ့ပွဲထွက်လာဖို့ရှိတယ်။ဒါကြောင့်မလို့ဒီပွဲစဉ်ကရလက်ပိုင်းဆိုင်ရာအရင်လည်းအရေးမပါတဲ့ပွဲစဉ်ဖြစ်တာကြောင့်နှစ်သင်းလုံးဖွင့်တိုင်နေမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။တစ်ဖက်က The Bow ကတော့ရလက်ပိုင်းဆိုင်ရာအရေးမပါပေမဲ့လက်ရှိအခြေအနေမှာအာနယ်စလော့အတွက်တော်တော်လေးဂျင်းနဲ့ကြက်ထဲရောက်နေတဲ့အနေအထားဖြစ်တယ်။အာနယ်စလော့ကိုထုတ်ပယ်ဖို့အတွက် The Bow ပရိသတ်တွေကလက်ရှိအခြေအနေမှာတော်တော်လေးတာဆူနေတာဖြစ်တယ်။ online မှာဆိုရင်လည်းအာနယ်စလော့ကိုထုတ်ပယ်ဖို့အတွက် The Bow ပရိသတ်တွေကတော်တော်လေးတောင်းဆိုမှုတွေမြင့်တက်နေတဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မလို့ The Bow အနေဖြင့်ရလက်ပိုင်းဆိုင်ရာအရေးမပါပေမဲ့လည်းဂျင်းနဲ့ကြက်ထဲရောက်နေတဲ့အာနယ်စလော့အတွက်ကတော့ဒီပွဲစဉ်ကမဖြစ်မနေနိုင်ပွဲလိုအပ်နေတာဖြစ်တယ်။ဒါကြောင့်မလို့ The Bow အသင်းကလည်းဒီပွဲစဉ်မှာတေချာပေါက်တိုက်စစ်ဆင်ပြီးကစားမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်ကဒီပွဲစဉ်မှာဖွင့်လှစ်ထားတဲ့ဂိုးပေါင်းသေးကအနည်းငယ်ပြော့ရမယ်လို့ဒီပွဲစဉ်ကကျွန်တော်ကတော့3-3ရောက်သွားလိမ့်မယ်လို့ယုံကြည်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကဂိုးအများကိုရွေးချယ်ပေးခြင်းပါတယ်။အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ရပါစေ။